ကျွန်တော်တို့အနေနဲ့မြင်နေကြစားနေကြအစားအစာတွေထဲမှာမထင်မှတ်ထားတဲ့အစွမ်းတွေရှိနေနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ဖို့ပါသလားဥပမာပေါ့ဈေးထဲမှာလွယ်လွယ်ကူကူပဲလို့ရတဲ့ရောက်သွားမှုလိုမျိုးမှလေသူမှတကယ်တော့ဘလို့လွတ်လွတ်ချစ်တွေများရှိနေနိုင်မလဲဆိုတော့ဒီနေ့မှာတော့လေဒီအရန်ကိုရိုးရှင်းပြီးတာမန်လွတ်ထင်ရတဲ့မုံလေးရဲ့နောက်ွယ်ကတကယ်ကိုအံ့ဩစရာကောင်းတဲ့သိပ္ပံနေကြအချက်လက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါပထမဆုံးအနေနဲ့ရောသွားမှုကိုဘာကြောင့်တာမန်စားစရာတစ်ခုထက်ပိုတယ်လို့ပြောကြတာလဲဆိုတဲ့အဓိကအချက်နဲ့စလိုက်ကြတာပေါ့အဲ့ကတော့ functional food ဆိုတဲ့အထုံးလုံးပါပဲ functional food ဆိုတာကရိုးရိုးလေးပိုက်ပြည့်ဖို့အာဟာရရဖို့စားတာပို့ပြီးတော့ကျမရေကိုတကယ်တက်တက်ကြွကြွကောင်းမွန်စေတဲ့အထူးတက်ပုံးတွေပါတဲ့အစားအစာမျိုးကိုခေါ်တာပါဆေးတော့မဟုတ်ဘူးဒါပေမဲ့စစ်တစ်ခွက်လို့အာနိတင်ပေးနိုင်တဲ့အစားအစာပေါ့ဗျာဒါကကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာလေးအားလုံးအတွက်တော်ချက်ပါပဲဟုတ်ပြီသူရဲ့အန်အောစရာဆေးဖက်ဝင်အစွမ်းတွေကိုမပြောခင်မှာလေအရင်ဆုံးရောက်သွားမှုကအခြေခံအားဖြင့်ကိုဘာကြောင့်ကျန်းမာရေးအတွက်ရွေးချယ်တဲ့အစားအစာတစ်ခုဖြစ်နေရလဲဆိုတော့ကိုအရင်ဆုံးကြည့်လိုက်ကြအောင်အရေးကြီးဆုံးကတော့လေသူကကီလိုရီနဲ့အဆီသက်အရန်နေတယ်ပြီးတော့ကိုလက်စထရောဆိုတာလုံးဝကိုမပါတာပါအဲ့တော့ကိုလေးချင်းထင်ကတဲ့သူတွေပဲဖြစ်ဖြစ်ကျန်းမာရေးကို Q site တဲ့သူတွေပဲဖြစ်ဖြစ်ဘယ်သူ့အတွက်မဆိုတာအကောင်းဆုံးအခြေခံတစ်ခုပဲလေဒီနေရာမှာတော်တော်လေးအံ့ဩသွားစေနိုင်တဲ့အချက်ကသူ့ရဲ့ protein ပါဝင်မှုပဲရောက်သားမို့6 gram မှာလေ protein တက်က19 gram ကနေ40 gram အထိတောင်ပါနေပါတယ်ဒါကတခြားဘဲအမျိုးမျိုးတို့ no ထပစ္စည်းတို့မှာပါတဲ့ပမာဏနဲ့ယဉ်လို့ရတဲ့အထိကိုများတဲ့ပမာဏနော်ပြီးတော့ရောက်တော့မှုရဲ့ကိုအလေးချိန်တစ်ဝက်ကျော်က carbohydrate နဲ့ဖွဲ့စည်းထားတာပါဒါပေမဲ့ဒါတွေကတရားတို့ပေါင်မိုးတို့မှာပါတဲ့ carbohydrate မျိုးမဟုတ်ဘူးနော်အများစုက beta glucans လိုမျိုးအကျိုးပြုအမြင့်ဓာတ်တွေပါဒီအမြင့်ဓာတ်တွေကဥလန်းချောင်းကကောင်းတဲ့ဘက်တီးရီးယားတွေအတွက်အစားဖြစ်တော့အစားချေစနစ်ကိုပါကောင်းကောင်းထောက်ကူပေးပါတယ်ဒါတင်မင်းလန်းဆိုတော့မဟုတ်သေးဘူးခနာကိုရဲ့နေ့စဉ်လွတ်ငန်းဆောင်တာတဲ့အတွက်မရှိမဖီလိုလက်တဲ့ဗီတာမင်နဲ့သရုပ်ဓာတ်တွေလည်းအပြည့်ပဲဥပမာစွမ်းအင်ရဖို့အတွက်အရေးပါတဲ့ဗီတာမင် B အုပ်စုတွေသွေးအားကောင်းစေတဲ့တန်တက်နဲ့ folic acid ပြီးတော့ခုခံအားကိုကောင်းကောင်းအလွတ်လွတ်စေတဲ့ဇစ်နဲ့ selenium လို့လို့တတ်တဲ့အများကြီးပါဝင်နေတာကိုတွေ့ရမှာပါကဲအခုအခြေခံအာဟာရအပိုင်းကနေပြီးတော့ဒီမိုကိုတာမန်စားစာအဆင့်ကနေဆေးဖက်ဝင်အဆင့်ကိုရောက်သွားစေအထူးတစ်ပေါင်းဒီအကြောင်းပြောရရင်စိတ်လှုပ်ရှားတဲ့အကောင်းဆုံးအပိုင်းကိုဆက်သွားလိုက်ကြရအောင်ဒီစကားဘာကိုဆိုလိုတာလဲဆိုတော့ရောက်သွားမှုဆိုတာဘိုက်ပြည့်ဖို့အာဟာရရဖို့စားတဲ့စားစားတက်တက်မဟုတ်တော့ဘူးသူကခနာကိုယ်ထဲကိုဝင်လာတဲ့ရန်သူတွေကိုတက်တက်ချွတ်ချွတ်ဖြန့်တိုက်ထုတ်ပေးနိုင်တဲ့ရှီရန်ကစစ်တွေတော်တယောက်လိုပဲဆိုတော့ပထမဆုံးအနည်းနဲ့ယောဂတွေကိုဘယ်လိုတိုက်ဖြတ်တယ်လဲဆိုတာကြည့်အောင်ရောက်ဝါမှမူကခနာကိုယ်ကိုဒုက္ခပေးမဲ့အန်ဒီရတွေကိုဘယ်လိုများရင်ဆိုင်ဖြည့်ရှင်းပေးတယ်လဲသူ့မှာလက်နက်တွေစုံတယ်antioxidants တွေက cell တွေကိုအချိန်မတိုင်ခင်အိုမင်းပျက်စီးစေတဲ့ free radicals တွေကိုရှင်းထုတ်ပေးတဲ့ကိုရန်တော်တွေလိုပဲ polysaccharides လို့ဓာတ်တွေကကြတော့ cancer cell တွေမပွားနိုင်အောင်တားဆီးပေးနိုင်တယ်။ဒါပြင် bacteria တွေ mold တွေနောက် hepatitis C နဲ့ HIV လို virus တွေကိုတောင်တိုက်ထုတ်နိုင်တဲ့စွမ်းတွေရှိနေတာတွေ့ရပါတယ်။ဗက်ပေါင်းစုံကနေကာကွယ်ပေးတဲ့ကာကွယ်ရေးစနစ်ကြီးတစ်ခုလိုပါပဲသူရဲ့နောက်ထပ်အစွမ်းချုပ်ကိုကတော့ခန္ဓာကိုယ်ထဲကစနစ်တွေကိုဟန်ချက်နေအောင်ပြန်ထင်းညှိပေးတာပဲစစ်တလုံးကိုကျွမ်းကျင်တဲ့ပညာရှင်တွေအောင်ကလိုအပ်တယ်လို့ပြန်ပြီးကျူးနပ်လုပ်ပေးလိုက်တယ်လို့မျိုးပေါ့ဥပမာအနေနဲ့ပြောရရင်သူ့ထဲမှာပါတဲ့ lovastatin ဆိုတာဆေးဝါးတွေမှာတကယ်သုံးနေတဲ့ cholesterol ချစေတဲ့ဓာတ်တစ်မျိုးပဲပြီးတော့သွေးထဲကတခြားဓာတ်ကိုလည်းထင်းညှိပေးနိုင်တဲ့သွေးတို့ကိုလည်းကျစေနိုင်တဲ့အာနိသင်တွေရှိတယ်ဒီချက်တွေအားလုံးကနှလုံးနဲ့သွေးကြောချမ်းသာရေးတဲ့အရန်ကိုအရေးကြီးတဲ့ချက်တွေကြီးပဲနောက်ဆုံးအနေနဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးတာပျက်စီးသောဓာတ်တွေကိုပြန်ပြီးပြုပြင်ပေးတာစတဲ့အစွမ်းတွေကိုကြည့်လိုက်ကြရအောင်ဒီအချက်တွေကဘာကိုပြနေလဲဆိုတော့ရောက်တော့မှုခန္ဓာကိုယ်ထဲမှာမလိုအပ်ဖက်ဖြစ်နေတဲ့ရောင်ရမ်းမှုတွေကို short ချပေးတယ်ကျွန်တော်တို့ရဲ့မျိုးရိုးဗီဇ DNA ကိုပျက်စီးခြင်းနဲ့ကာကွယ်ပေးတယ်ကြောက်ကတ်တို့မျက်စိတို့လိုရေးကြည့်တဲ့အစိအပိုင်းတွေကိုအကာအကွယ်ပေးတယ်နောက်ပြီးအဆစ်မြေရောင်ရမ်းပြီးနာကျင်ကြိုက်ခဲ့တာတွေကိုလည်းတတ်တာစေနိုင်တယ်ဒါကယောဂမဖြစ်ခင်ကျွတင်ကာကွယ်ပေးတဲ့သဘောပါပဲကဲအခုထိကျွန်တော်တို့လေ့လာခဲ့တဲ့သိပ္ပံနိကြအချက်လက်တွေအားလုံးကို plan ဒီခြုံလုံးသုံးသပ်ကြည့်ကြရအောင်ရောက်ထောမှုကိုစားသုံးခြင်းကကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်တကယ်တမ်းပါအဒီပဲတက်အောင်နေရလေဒါကိုရိုးရှင်းတဲ့အဆင့်30နဲ့မှတ်ထားလို့ရပါတယ်အဆင့်1သူကကိုခံအား system ကိုမြင်တင်ပေးတယ်အဆင့်2နှလုံးယောဂစီချိုလို့နာနာရှိယောဂတွေရန်ကနေကာကွယ်ပေးတယ်ပြီးတော့အဆင့်3နေ့စဉ်ကျန်းမာရေးကိုတည်တည်ငြိမ်ငြိမ်နဲ့ကောင်းမွန်နေအောင်ထောက်ပံ့ပေးတယ်ဒါကပြည့်ပြည့်စုံတဲ့ကျန်းမာရေးစာဝန်တစ်ခုလိုပါပဲဒီတော့စဉ်းစားကြည့်ပါ
ရောက်သွားမလို့တာမန်အစားအစာတစ်ခုတောင်ဒီလောက်တောင်အစွမ်းထက်တဲ့အာနိသင်တွေရှိနေတယ်ဆိုရင်ကျွန်တော်တို့နေတိုင်းစားသုံးနေတဲ့တခြားဟင်းသီးဟင်းရွက်တွေအသီးနှံတွေထဲမှာတော့ဘလို့အံ့ဩစရာကောင်းတဲ့လျှို့ဝှက်ချက်တွေများပုံကွယ်နေသိမလဲတကယ်အောင်စဉ်းစားစရာပါပဲ